မင်္ဂလာပါခင်ဗျာဒီနေ့သင်ခန်းစာမှာတော့ကျွန်တော်လက်တွေ့သင်ခန်းစာအနေနဲ့ရိုးရှင်းတဲ့ကင်မရာ application တစ်ခုတည်ဆောက်နည်းကိုကျွန်တော်ဆွေးနွေးတော့မှာပဲဖြစ်ပါတယ်။နော်တည်ဆောက်မဲ့ပုံစံလေးကတော့အောက်ပါပုံစံအတိုင်းပဲဖြစ်မယ်။ကျွန်တော်ဒီမှာကင်မရာဆိုပြီးတော့လောလောဆယ်ကင်မရာမဖွင့်ထားဘူး။မဖွင့်ထားတဲ့အတွက် no camera ဆိုပြီးတော့ကျွန်တော် label တစ်ခုရှိမယ်။အဲ့ label ပေါ်မှာကျွန်တော် image ကိုပြမယ်။တကယ်လို့ကင်မရာဖွင့်နေဆိုရင်ကင်မရာလာတဲ့ image ကိုပြမယ်။ပြီးတော့ရင်တော့အောက်မှာ button 3ခုရှိတယ် open camera close camera take photo ဆိုပြီးတော့ရှိတယ်ဥပမာတော့ open camera ကိုနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီပုံစံအတိုင်းကျွန်တော်ပေါ်နေရမယ်ဟုတ်ပြီကျွန်တော် close camera နှိပ်လိုက်မယ်ဆိုရင်တော့ကင်မရာပိတ်သွားမှာပဲဖြစ်တယ်တော့ take photo နှိပ်လိုက်ပြီဆိုရင်ကျွန်တော်ပုံကတော့ရိုက်လို့ရမှာဖြစ်တယ်ဥပမာတော့ဒီမှာကင်မရာဖွင့်လိုက်မယ်ဖွင့်ပြီးတော့ကျွန်တော် take photo နှိပ်လိုက်မယ်အဲ့ဆိုရင်ကျွန်တော်ကင်မရာရိုက်ပြီးသွားကင်မရာဘယ်မှာသွားရိုက်မလဲဆိုရင်ကျွန်တော်program file ရှိတဲ့နေရာမှာပဲကျွန်တော်သွားရိုက်မှာပဲဖြစ်ပါဟုတ်ပြီနော် program file ရှိတဲ့နေရာမှာနော်ဒီမှာ step 1ဆိုပြီးတော့ပေးထားတယ်ဒီမှာဆိုရင်နော်ဒီပုံပေါ်လာပါတော့ UI အပိုင်းကိုတော့ကြိုတင်ရေးထားတဲ့ကုတ်ကိုပဲနော်ရှင်းသွားပါတော့မယ်တော့ပုံမှန်အဖြစ်နော် UI ကရိုးရှင်းပါတယ်အပေါ်ဆုံးမှာကျွန်တော် no camera ဆိုတဲ့ဓာတ်ပုံကိုပြသဖို့အတွက်နော် label တစ်ခုရှိမယ်ပြီးတော့ရင်အောက်မှာ frame တစ်ခုရှိမယ်အဲ့ frame ထဲမှာကျွန်တော်ဘာရှိမလဲဆိုတော့ button 3ခုရှိဟုတ်ပြီတော့ဒီမှာဆိုရင် no camera ဆိုတဲ့ label အဲ့ label ထဲမှာကျွန်တော်ဘာပြမလဲစစဖွင့်လိုက်ပြီဆိုရင်ကင်မရာမပွင့်သေးတဲ့အတွက်သူ့နေရာမှာကျွန်တော်က no camera ဆိုတဲ့စာရှိတဲ့ image ကိုကျွန်တော်ပြချင်တယ်အဲ့အတွက်ကျွန်တော်ဘာအကူအညီသုံးထားလဲဆိုရင် Pilot library အကူအညီကိုသုံးထားတယ်အဲ့ no camera ဆိုတဲ့ image နာမည်ကဘာလဲဆိုရင် no camera.png ပါအဲ့ဒီ no camera.png file ကိုကျွန်တော် Pilot library အကူအညီနဲ့ကျွန်တော်ဖွင့်မယ်ဖွင့်ပြီးတော့ကျွန်တော် resize လုပ်လိုက်တယ်လုပ်ပြီးသွားပြီဆိုရင်တည်တင်တာမှာအသုံးပြုလို့ရအောင် image tk photo image ကိုအသုံးပြုပြီးတော့ကျွန်တော်တည်တင်တာမှာသုံးလို့ရတဲ့ format ကိုကျွန်တော်ပြောင်းလိုက်တယ်သူ့နာမည်ကဘာလဲဆိုရင် no image tk ဆိုပြီးတော့ပေးထားပေးပြီးသွားပြီဆိုတော့ label မှာ image မှာ no image tk ဆိုပြီးထည့်လိုက်တာနဲ့ဒီ label နေရာမှာဒီ no camera.png ပုံကြီးဓာတ်ပေါ်နေမှာပဲဖြစ်ပါတယ်အောက်မှာဆိုရင်တော့ frame တိဆောက်လိုက်တယ်ပြီးတော့ button 3ခု button 3ခုကိုကျွန်တော် frame ထဲမှာကျွန်တော် grid method ကိုသုံးပြီးတော့ကျွန်တော် V-time လေးကျွန်တော်ထည့်ထားပဲဖြစ်ပါတယ်ဟုတ်ပြီဒီမှာကျွန်တော်တခုပြောချင်တာကဘာလဲဆိုရင်ဒီ from PIN input image နဲ့ image tk ကိုအသုံးပြုဖို့အတွက်ကျွန်တော်ဘာလုပ်ရမလဲဆိုရင်ကျွန်တော် library install လုပ်ရမှာရိုးရှင်းပါတယ် terminal ထဲမှာပဲ pip install PINNOW pilot ဆိုပြီးတော့ install လုပ်ရမယ်လုပ်လိုက်ရင်သူ့ဘာသူ install လုပ်သွားမှာဖြစ်ပါတယ်ဒါပေမဲ့ internet တော့ရှိရမယ်ကျွန်တော်စီမှာကျွန်တော်တင်ပြီးသားဖြစ်တဲ့အတွက် requirement already defined ဆိုပြီးတော့ကျွန်တော်ပေါ်နေမှာပဲဖြစ်ပါဟုတ်ပြီဒါဆိုရင်တော့ program လေးတော့ run ကြည့်လိုက်မယ်ဒီမှာဆိုရင်ကျွန်တော် program လေးပေါ်လာပါဟုတ်ပြီတော့ပထမဦးဆုံးအနေနဲ့တော့ဘယ် button ကိုတက်သွင်းနေလဲဆိုရင် no camera open camera ဆိုတဲ့ button လေးကိုကျွန်တော်အတက်သွင်းနေပါ program စ run လိုက်ရင်ကင်မရာမပွင့်သေးတဲ့အတွက်ကင်မရာ state ကိုကျွန်တော် false ဆိုပြီးတော့ပေးထားမယ်ပြီးတော့ရင်ကင်မရာလည်းမပွင့်သေးတဲ့အတွက်တော့ဒီကင်မရာအတွက် variable ကိုကျွန်တော်ကြိုတင်ပြီးတော့ CAV cat ကိုကျွန်တော် none ဆိုပြီးတော့ပေးထားမယ်ဟုတ်ပြီကျွန်တော် button နဲ့ချိန်မှာဖြစ်တဲ့အတွက်ကျွန်တော် open camera ဆိုပြီးတော့ကျွန်တော်ရေးလိုက်မယ် open camera ကင်မရာဆိုပြီးတော့ရေးလိုက်ရေးပြီးသွားပြီဆိုရင်ကင်မရာအဖွင့်ပိတ်လုံးမှာဖြစ်တဲ့အတွက်ဖွင့်လိုက်ပြီဆိုရင်ကင်မရာ state က true ဖြစ်သွားအောင်ပါဒီကင်မရာကလည်းကျွန်တော်ကင်မရာ object ကိုကျွန်တော်လှမ်းယူမှာဖြစ်တဲ့အတွက် function တွေကနေပြီးတော့ကျွန်တော်တို့ရဲ့အခြေအနေတွေကိုပြောင်းပေးရမှာဖြစ်တဲ့အတွက်ကျွန်တော်ဘာရေးရမလဲဆိုရင် global ရေးရမယ် global CAP cat ဆိုပြီးရေးမယ်ပြီးတော့ကင်မရာ state ဆိုပြီးကျွန်တော်ရေးပြီးသွားပြီဆိုရင်ကျွန်တော်ပထမဦးဆုံးကျွန်တော်ဘာလုပ်ရမလဲဆိုရင်ကင်မရာတွေကနေပြီးတော့ဒီဓာတ်ပုံတွေကိုလှမ်းယူဖို့အတွက်ကျွန်တော် library တစ်ခု install လုပ်အောင်သူကဘာလဲဆိုရင်ကျွန်တော် OpenCV Python ဆိုတဲ့ library ပါကျွန်တော် page terminal မှာ install open opencv python ဆိုပြီးတော့ကျွန်တော်ရေးလိုက် internet တော့ရှိရပါမယ်ဒါပေမဲ့ကျွန်တော်ဒီမှာ run ပြီးသားဖြစ်တဲ့အတွက်ကျွန်တော် requirement already defined ဆိုပြီးတော့ပေါ်နေမှာအဲ့ဒီတော့ဒီလိုလုပ်ပြီးသွားပြီဆိုရင်ကျွန်တော်ဘာလုပ်လို့ရလဲဆိုရင်ဒီ
OpenCV ကိုကျွန်တော် import ပေးလို့ရတယ်ဒီမှာ OpenCV ကို import ပေးတာဘယ်လိုပေးလဲဆိုရင် CV2 ဆိုပြီးတော့ကျွန်တော် import ပေးရတာပဲဖြစ်ပါဟုတ်ပြီတော့ပထမဦးဆုံးကျွန်တော်ကင်မရာဘယ်ချိန်မှာကျွန်တော်ဖွင့်လို့ရမလဲဆိုရင်ကင်မရာ state က off ဖြစ်နေမှာအဲ့ဒီတော့ကျွန်တော်က if 4ဖြစ်တဲ့အချိန်မှာအလုပ်လုပ်ချင်ကျွန်တော်ရှေ့က not ထည့်ပေးရတယ်အဲ့ဒါကြမှာ true ဖြစ်သွားမှာ it က true ဖြစ်မှာအလုပ်လုပ်တာဖြစ်တဲ့အတွက်ဖြစ်ပါကင်မရာ state ဆိုပြီးတော့ကျွန်တော်ရေးလိုက်ရေးပြီးသွားပြီဆိုရင်ကင်မရာပွင့်သွားပြီဖြစ်တဲ့အတွက်ကင်မရာ state ကိုကျွန်တော်ဗာပြန်ပြောင်းပေးရမှာ true ပြန်ပြောင်းပေးမယ်ပြီးသွားရင် CAP cat နေရာမှာကျွန်တော်ဗာရေးရမလဲဆိုရင်ကင်မရာ OpenCV ကနေတစ်ဆင့်ကျွန်တော်laptop မှာရှိတဲ့ webcam နဲ့ကျွန်တော် laptop မှာရှိတဲ့ webcam ကိုဖွင့်မယ်ဆိုပြီးတော့ပြောမှာအဲ့အတွက်ကျွန်တော် CAP cat ကိုကျွန်တော် VIDE ကို video CAPTURE capture 0ဆိုပြီးတော့ထားမှာဒါတော့0ကတော့ကျွန်တော် laptop မှာရှိတဲ့ built-in ကင်မရာပဲဖြစ်ပါတယ်ပြီးသွားရင်ကျွန်တော်ဘာလုပ်မလဲဆိုရင်ဒီတိုင်းလေးထားကြည့်မယ်သူတို့ကိုprint ထုတ်ကြည့်လိုက်မယ်ကင်မရာဖွင့်လိုက်ပြီဆိုရင်ကင်မရာ state က true ဖြစ်လား CAP cat ကတော့ဘယ်လိုလေးပေါ်လာလဲဆိုတော့စမ်းကြည့်လိုက်မယ် open ကင်မရာကိုကျွန်တော်ဘယ်လိုနဲ့ join မလဲဆိုရင်အောက်က button နဲ့ join မယ်အဲ့အတွက် command open open ကင်မရာဆိုပြီးတော့ရေးလိုက်မယ်ဟုတ်ပြီprogram လေးကိုrun ကြည့်လိုက်မယ်Python example 30ဟုတ်ပြီကျွန်တော် open ကင်မရာကိုနှိပ်လိုက်တာနဲ့ကျွန်တော်ကင်မရာ state ကဘာဖြစ်သွားမလဲ true ဖြစ်သွားမယ် CAP cat ကတရားတစ်ခုကတော့နာမဖြစ်ရတော့ပါနှိပ်လိုက်မယ်video capture is not defined ဟုတ်ပါတယ်မေ့သွားလို့ပါCV2 ဆိုပြီးတော့full stop ခံအောင်ပါပဲဖြစ်ပါဟုတ်ပြီprogram လေးကိုပြန် run လိုက်မယ်open ကင်မရာနှိပ်လိုက်မယ်ဒီမှာဆိုရင် true ဆိုပြီးပေါ်နေဒီမှာ CV2 video capture ဆိုပြီးပေါ်နေဟုတ်ပြီပထမဦးဆုံးအနေနဲ့ဘာလုပ်မလဲဆိုရင်ဒီကင်မရာနဲ့ချိန်ပြီးသွားအဲ့ကင်မရာမှာရှိတဲ့CAP cat ကနေပြီးတော့ကျွန်တော်ဓာတ်ပုံလှမ်းယူတယ်အဲ့အတွက်ကျွန်တော် function လေးတစ်ခုရေးလိုက်မယ် get ကင်မရာ frame ဆိုပြီးတော့ကျွန်တော်ရေးလိုက်ရေးပြီးသွားပြီဆိုရင်ကျွန်တော် frame ဒီကင်မရာ frame ကိုဘယ်အချိန်မှာယူလို့ရမလဲဆိုရင်ကင်မရာဖွင့်ထားရမယ်ကင်မရာကလည်းပွင့်နေမှာယူမှာဖြစ်တဲ့အတွက်ကျွန်တော် it ကင်မရာ state ကလည်းကျွန်တော် true ဖြစ်မယ် and ပြီးသွားပြီ CAP cat ကကင်မရာပွင့်လားမပွင့်လားmethod တစ်ခုရှိပါတယ် it open ဆိုတဲ့ method ပါပွင့်နေတယ်ဆိုမှကျွန်တော်သူ့ထဲကနေပြီးတော့ဒီကင်မရာတွေက frame ကိုယူမယ်ဆိုပြီးတော့ပြောမယ်အဲ့မှာဆိုရင်method ရှိပါတယ်ပထမဦးဆုံးဓာတ်လေးရေးလိုက်မယ်FI ကနေ frame ဆိုပြီးယူလိုက်မယ်ယူပြီးသွားရင်ကင်မရာနာမည်ပါအောင် CAP cat IATV ဆိုပြီးတော့ကျွန်တော်ယူလို့ရပါအဲ့မှာတစ်ခုရှိတာကကင်မရာနေပြီးတော့ကျွန်တော် frame ဆိုတာကျွန်တော်ခဏအဆင့်ပဲရှိပါလေအဲ့တော့ကျွန်တော်သူ့ကိုဘာပြောင်းရမလဲဆိုရင် image အဆင့်ပြောင်းရမှာအဲ့တော့ img ဆိုပြီးကျွန်တော်ရေးလိုက်မယ်ဘယ်လိုပြောင်းမလဲဆိုရင်ကျွန်တော် pilot library ကနေတစ်ဆင့် image foods တော့ကျွန်တော် FROM from array ဆိုတဲ့ library ကနေပြီးတော့ကျွန်တော် frame ဆိုပြီးတော့ရေးလိုက်ရေးပြီးသွားပြီဆိုရင်ဒီမှာပုံမှန်တိုင်းက pilot image ဖြစ်သွားပြီ pilot image ဆိုရင်ကျွန်တော် ticket number သုံးလို့ရတဲ့ image ဖြစ်ကျွန်တော်ပြောင်းလို့ရပါအဲ့အတွက် imgtk ဆိုပြီးတော့ကျွန်တော်ရေးလိုက်မယ်ရေးပြီးသွားရင် image tk photo image ကနေတစ်ဆင့်ticket number သုံးလို့ရအောင်ပြောင်းလိုက်မယ်ပြောင်းလို့ရပြီဆိုရင် ticket number သုံးလို့ရပြီဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာကင်မရာ label ဆိုတဲ့နေရာမှာကျွန်တော်ဒီကင်မရာပုံလေးကိုထားလိုက်အဲ့ဒီတော့ကျွန်တော်ဘယ်လိုရေးမလဲဆိုရင်ကင်မရာ label full stop config ကနေတစ်ဆင့်ကျွန်တော်ပြောင်းမယ် config ကနေတစ်ဆင့်ကျွန်တော် image နေရာမှာဘယ်သူ့ကိုရေးမလဲဆိုရင် ingtk ကိုထားမယ်ဆိုပြီးတော့ရေးပါဒီနေရာမှာတစ်ခုရှိတာကကျွန်တော်ဒီတေချာသွားအောင်ဒီနောက်ထပ်ဘာရေးမလဲဆိုကင်မရာ label full stop ingtk is equal to ingtk ဆိုတဲ့ image ကျွန်တော်ရေးလိုက်ဒါကတော့ကျွန်တော်တေချာသွားအောင်နှစ်ဆင့် reference ကိုကျွန်တော်အတည်ယူလိုက်တာပါဟုတ်ပြီပြီးသွားရင်ကျွန်တော်ဘာလုပ်မလဲဆိုရင်ပြီးသွားရင်ဘာလုပ်မလဲဆိုရင်အဲ့ function ကိုကျွန်တော်အပေါ်မှာလန့်ခေါ်လိုက် get camera frame get camera frame ကဘာလုပ်လဲဆိုရင်ကျွန်တော် image ဒီကင်မရာ label မှာကျွန်တော်ကင်မရာရှိတဲ့ image ကိုကျွန်တော်ပြပါမယ်
ဟုတ်ပြီနော် program လေးနော် run နိုင်မယ်ဒီမှာဆိုရင်တော့ကျွန်တော် open camera နှိပ်လိုက်တာနဲ့ true လဲပေါ်ရမယ်ပြီးသွားရင်ဘာလဲပေါ်ရမလဲဆိုရင် camera မှာရှိတဲ့ပုံလေးကျွန်တော် camera ဖမ်းလို့ရတဲ့ပုံလေးမျိုးပေါ်နေရမှာပဲဖြစ်ပါဟုတ်ပြီနော် open camera နှိပ်လိုက်ပြီတော့ဒီမှာဆိုရင်တော့ပုံပေါ်လာပါတယ်နော်ဒီမှာဆိုရင်မြင်ရတာတပုံပဲပေါ်လာအမှန်တကယ် camera ပုံတွေကကျွန်တော်ဇက်တိုက်ပေါ်နေရမှာအဲ့ရတော့ကျွန်တော်ဘာလုပ်မလဲဆိုရင်အများတန်းဇက်တိုက်ပေါ်နေအောင်ဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီကင်မရာပေါ်တဲ့ function ကိုခဏတော့ပြန်ခေါ်အောင်ခဏပြန်ခေါ်တဲ့အတွက်တော့ဘာမှတ်သက်အကူအညီနဲ့ခေါ်လို့ရလဲဆိုရင်တော့ after မှတ်သက်အကူအညီနဲ့ခေါ်လို့ရအဲ့အတွက်ကျွန်တော်တို့က Windows မှာပဲ Windows full store AFTE က after 15မိနစ်ချားတစ်ခါကျွန်တော်တို့ဒီ cat camera frame ကိုကျွန်တော်အစ်လဲပေးမယ်ဆိုရင်ကျွန်တော်ကင်မရာဒီရဲ့အတိုင်းကင်မရာလုံးကိုကျွန်တော်ဖြတ်သွားမှာပဲဖြစ်တယ်ဟုတ်ပြီနော် program run လိုက်ပြီ open camera နှိပ်လိုက်ပြီတော့ဒီမှာဆိုရင်တော့ကင်မရာပုံလေးတော့ပေါ်လာဒါပေမဲ့တော့ဒီမှာဆိုရင်ပုံကြီးကအယောင်ကြီးကတစ်မျိုးဖြစ်နေဘာဖြစ်လို့ဖြစ်လဲဆိုရင်ကျွန်တော်အဲ့ဒါကဒီ open cv ကြောင်းမှာသူ့ format နဲ့ကျွန်တော်မတူလို့ဖြစ်ပါအဲ့အတွက်ကျွန်တော်ဘာပြန်လုပ်ပေးရမလဲဆိုရင် frame မှာကျွန်တော်သူ့ format ပြောင်းအောင်မှာပဲဖြစ်ပါအဲ့အတွက်ကျွန်တော် FRAM အပေါ်ကနေ frame တော့ image မပြောင်းဘူးမှာ CV2 full store ကျွန်တော် CV2 color မှာကျွန်တော် BGR နေပြီးတော့ RGB ကျွန်တော်ပြောင်းပေးရမှာပဲဖြစ်ပါတော့ဒီမှာဆိုရင် color BGR to RGB ဆိုပြီးတော့ပြောင်းလိုက်အဲ့ဒါဆိုရင်တော့ပုံမှန်တိုင်းအကြောင်းပေါ်လာမှာပဲဖြစ်ပါဟုတ်ပြီတော့ open camera နှိပ်လိုက်ပြီတော့ဒီမှာဆိုရင်ပုံမှန်တိုင်းပေါ်လာပါဟုတ်ပြီတော့ဒီမှာ close camera နှိပ်လိုက်တာနဲ့ကျွန်တော်ကင်မရာပိတ်သွားခြင်းကင်မရာပိတ်သွားပြီဆိုတာနဲ့ကျွန်တော်ဘယ်ပုံပေါ်ရမလဲဆိုရင် no image ဆိုတဲ့ကျွန်တော်ပုံပေါ်ခြင်းအဲ့အတွက်ကျွန်တော်တို့ကဘယ်လိုပြန်ရေးရမလဲဆိုရင်ကျွန်တော်ဒီမှာ DCNOSC close CAMERA ကင်မရာဆိုပြီးတော့ရေးလိုက်ရေးပြီးသွားပြီဆိုရင်ကျွန်တော်ကင်မရာကဘယ်ချိန်မှာ close ကင်မရာ state က true ဖြစ်နေမှာကျွန်တော်တို့က close မှာဖြစ်တဲ့အတွက်ကျွန်တော်ဘာရေးမလဲဆိုရင် if တော့အရင်ဆုံး global camera state ဆိုပြီးတော့ကျွန်တော်ရေးလိုက်မယ်ပြီးတော့ CAP ကတ်ကိုလည်းကျွန်တော်သူတို့ကိုလည်း reset ပြန်ရှာမှာ none ဖြစ်ရမယ်ပြန် fault ဒီတိုင်းပြန်ပေးမှာဖြစ်တဲ့အတွက် global ရေးမယ်ပြီးတော့ if camera state ကကျွန်တော် true ဖြစ်နေမှာကျွန်တော်သူ့ကိုဘာပြောင်းပေးရမလဲ camera state ကို fault ပြန်ပြောင်းမှာ camera ပိတ်သွားပြီဆိုတဲ့သဘောဖြစ်တယ်ပြီးတော့ရင်ကျွန်တော်ကင်မရာကိုကျွန်တော်အရင်ဆုံးဘာလုပ်မှာနန်းတန်းပေးလို့မရနန်းမပေးဘဲနဲ့သူကင်မရာကိုကျွန်တော်အရင်ဆုံးလွှတ်ချပြရမှာဖြစ်တဲ့အတွက် CAP cat release ဆိုပြီးတော့ကျွန်တော်ရေးမယ်ပြီးတော့ရင်ကျွန်တော် CAP cat ကိုကျွန်တော်ဘာပြောင်းနန်းဆိုပြီးတော့ကျွန်တော်ပေးလိုက်ဟုတ်ပြီဒါဆိုရင်ကင်မရာသူ့လိုအပ်တဲ့အခြေအနေပြောင်းပြီးသွားပြီဆိုအောက်က label မှာကင်မရာဆိုတဲ့ကင်မရာ label မှာကျွန်တော်ဘယ်ပုံကိုထည့်ချင်တာလဲအောက်မှာ no image TK ဆိုတဲ့ကျွန်တော်က no camera စာပါတဲ့ image ကိုကျွန်တော်ထည့်ချင်တာဖြစ်တဲ့အတွက်တေချာသွားအောင်လို့ image TK နေရာမှာ no image TK ဆိုတဲ့ကျွန်တော်ဒီမှာဒီပုံကြီးကိုကျွန်တော် update ပြန်ပေးမယ် label မှာ update ပြန်ပေးရင်ကျွန်တော်ဘယ်လိုပေးရမလဲ config နဲ့ပေးရမယ် config image နေရာမှာကျွန်တော်ဘာရေးမလဲဆိုရင် no image TK ဆိုပြီးတော့ရေးလိုက်ဟုတ်ပြီ no function ရေးပြီးသွားပြီရေးပြီးသွားရင်ဒီမှာ join ရမှာလဲအောက်က button နဲ့ join ရမှာဖြစ်တဲ့အတွက်command မှာCNOSC close camera ဆိုပြီးကျွန်တော်ရေးလိုက်ဟုတ်ပြီ program လေးကိုrun ကြည့်လိုက်ဟုတ်ပြီကင်မရာဖွင့်လိုက်ပြီဒီမှာပေါ်လာပြီ close camera နှိပ်လိုက်ပြီဒီမှာဆိုရင်ကင်မရာလည်းပိတ်သွားပြီ no camera ဆိုတဲ့ image လည်းပေါ်လာဟုတ်ပြီနောက်ဆုံးကျန်တာကဘာလဲဆိုရင်take photo နှိပ်လိုက်တာနဲ့ကင်မရာထဲမှာရှိတဲ့ပုံကိုကျွန်တော်တို့ကရရအဲ့အတွက်ဒီပုံစံတိုင်းလေးပဲဒီပထမတစ်ခါတိုင်းမယ်ကျွန်တော်ဒီ view ဆိုတဲ့ function ကိုတစ်ခါပဲဖတ်မယ်ဒီမှာကျတော့အများကြီးဖတ်တာကင်မရာ frame ကကျ after မှတ်သက်သုံးတော့အများတန်းဖတ်ဟုတ်ပြီအဲ့အတွက်ကျွန်တော်ရိုးရှင်းပါလေဒီကောင်ကိုလည်းကျွန်တော်ဘယ်လိုရေးမလဲဆိုရင်DES ဆိုပြီးရေးလိုက်မယ် take PAOTO photo ဆိုပြီးတော့ရေးလိုက်မယ်ရေးပြီးသွားပြီဆိုရင်ဒီကောင်လည်း photo ကဘယ်ချိန်မှာလုပ်လို့မလဲကင်မရာ state ကလည်းပွင့်နေမှာပြီးသွားရင်ကင်မရာလည်းကျွန်တော်ဘာဖြစ်ပွင့်နေမှာဖြစ်တယ် CAP cat it
open ဖြစ်နေမှာသူထဲကဘာကိုယူမှာ frame ကိုယူမှာတော့တယ်တော့ပထမ button ပြန်ထားပါရာမီတာကိုမယူဘူးတော့ frame ဆိုပြီးတော့ကျွန်တော်ရေးလိုက်မယ်အဲ့ frame ကို cap full stop read ဆိုပြီးတော့ယူလိုက် read ပြီးသွားပြီဆိုရင်တော့ပုံမှန်အတိုင်းပဲသူ့ကိုကျွန်တော်တန်းပြီးတော့ကျွန်တော်တီးကင်နာမှာတော့မပြတော့တန်းစေ့အဲ့တော့ကျွန်တော် method တစ်ခုရှိပါသူကတော့ရုပ်ရှင်ပါတယ် cv2 full stop in wrid right ဆိုတဲ့ method ပါပြီးသွားရင်ကျွန်တော်စေ့မဲ့နာမည်က my camera photo photo full stop photo photo full stop jpg ဆိုပြီးတော့ပေးလိုက်မယ်နာမည်ကဘယ် frame ကိုစေ့မှာလဲကျွန်တော်ကင်မရာကနေပြီးတော့ရလာတဲ့ကျွန်တော် frame ကိုတော့စေ့မယ်ဆိုပြီးတော့ပြောမယ်ပြောပြီးသွားပြီဆိုရင်ကျွန်တော်ကင်မရာရိုက်ပြီးကြောင်းစေ့ပြီးကြောင်းကိုကျွန်တော် massive ပေါင်းနဲ့ပြောချင်တယ်အဲ့တော့ကျွန်တော်အပေါ်ကနေပြီးတော့ f1 from တီးကင်နာ import MESS ဒီ massive box ဆိုပြီးကျွန်တော်ပေးလိုက်မယ်အောက်မှာကျွန်တော်ရိုက်ပြီးကြောင်းပြောချင်ရင် massive box full stop ကျွန်တော် show info မှာတော့ဘာရေးမလဲဆိုတော့ my camera ဆိုပြီးတော့ကျွန်တော်ခေါင်းစဉ်တက်လိုက်မယ်ပြီးသွားရင်ကျွန်တော်က SUCCESSSUR successful to take PAOTO photo ဆိုပြီးတော့ PAOTO photo ဆိုပြီးတော့ကျွန်တော်ရေးလိုက်ဟုတ်ပြီတော့ဒီ function လေးကိုအောက်ကအတိုင်းကျွန်တော် photo နဲ့တွား join မှာဖြစ်တဲ့အတွက် command ပြီးသွားရင် PAK take photo ဆိုပြီးကျွန်တော်ပေးလိုက်မယ်ဒါတော့ကျွန်တော် program လေးကျွန်တော်ပြီးသွားပါပြီဒီဓာတ်ပုံကဘယ်မှာတွားစေမလဲဆိုရင်တော့ program file ရှိတဲ့နေရာမှာသူကတွားစေနေမှာပဲဖြစ်ပါဟုတ်ပြီတော့ဒီ program လေးကိုကျွန်တော် run ကြည့်လိုက်မယ်တော့ open ဖွင့်လိုက်ပြီ take photo တော့ successful to take photo ဒီမှာ massive ဘောကတော့ပြောသွားပြီဟုတ်ပြီကျွန်တော်ရှိမရှိကျွန်တော်သိကြဖွင့်ကြည့်လိုက်မယ်ကျွန်တော်ပိတ်လိုက်မယ်ဒီမှာဆိုရင် my camera photo jpg ဆိုပြီးတော့ရှိပါကျွန်တော်ဖွင့်ကြည့်လိုက်မယ်တော့ပုံလေးတော့ပေါ်လာပါတော့ဒါကတော့code ပြည့်စုံပါတော့ function ၄ခုရှိပါမယ်တစ်ခုနှစ်ခုသုံးခုတော့၄ခုဟာအောက်မှာတော့ကျွန်တော်တို့ UI ပိုင်းကျွန်တော်တို့ရှိပါမယ်ကျွန်တော်ဆွေးနွေးချင်တာကတော့ဒီနေ့ကတော့လောက်ပါပဲကျေးဇူးတင်ပါတယ်ခင်ဗျာ